ဒီဘက်ကက်စီနေတဲ့လူတော့မထင်နဲ့နော်ဒါမျိုးလောက်ထားကျွန်တော်အခါ9ခါ6ခါမကတော့အိမ်မှာဒီဆက်ကလေးဝယ်တာငိုတော့ကလေးတွေကိုနေရာဒီကရုံတုံးပေးရင်လေဒီဆက်ကလေးနဲ့ပဲသူကတမကုတ်ကလေးတွေပါတယ်ဒါမျိုးလေးတွေလေအခုဗီဒီယိုဒီနေ့ဘာရရင်ကောင်းမလဲဆိုပြီးတော့ content တစ်ခုဖန်တီးဖို့အတွက်ကို content ကိုစဉ်းစားလိုက်တာဒီနေ့ကိုယ်စပင်ကိုမှန်မပါပဲနဲ့ပေါ့မှန်မပါပဲနဲ့တခြားအထောက်အကူပစ္စည်းတခြားလူအကူအညီဘာမှမယူပဲနဲ့ကျွန်တော်ဒီဆက်ကလေးနဲ့အခုမီးလာနေတော့ကျွန်တော်ကိုညှက်ပြမယ်နော်အဲ့တော့စရိုက်ပြီနော်အဲ့တော့နောက်တာမဟုတ်အတီပြောတာလားမီးပြတ်သွားရင်တော့မတီးပါဗျာဟောသူညက်ခါတွေဈေးကြီးရဲ့ဗျရက်ွက်ထဲမှာဆိုလို့ရှိရင်ခုဒီဗီဒီယိုဘယ်နိုင်ငံကြည့်နေလဲတော့မသိဘူးမြန်မာနိုင်ငံမှာတော့ရန်ကုန်မှာတော့ရက်ွက်ထဲမှာဆိုအနည်းဆုံး4000 5000ပဲခေါင်းတစ်ခေါင်းအခုကျွန်တော်အခုဒီလိုမျိုးလွတ်လိုက်တဲ့အတွက်4000 5000တက်တာသွားတာပါဗျာဘယ်သူမှကျွန်တော်ပြန်ပြီးထပ်မရိတ်ခါဘူးเนาะဆိုင်လည်းမသွားကျွန်တော်ဒီတိုင်းပဲအိမ်မှာလည်းဘယ်သူမှမရှိဘူးအဲ့လိုရိတ်လိုက်တဲ့အချိန်မှာခုရာသီဥတုပူနေတော့ဟိုရှိန်တိန်နဲ့အပူတွေထွက်လာအဲ့ဒီရိတ်ထားတဲ့နေရာကရုံးရိတ်ဖူးတဲ့လူတွေဆိုတိမှာပေါ့သူကဒီရိတ်ပြီးကစားအဲ့လိုမျိုးရေချိုးလိုက်လို့ရှင်လေအဲ့လိုမျိုးကောင်းမှစပင်းမရှိတော့လုံးဝကွာရေချိုးလို့ရှင်လေအရန်ကောင်းတယ်စပင်းတူတူနေတတ်တဲ့သူတွေအတွက်အဲ့လိုမျိုးစပင်းအမြဲတမ်းတူတူပဲနေချင်ကြတာများတယ်ရှည်ရဟဲ့ဆိုရင်ဒီနတ်တလဲတွေကိုစပင်းထောက်လိုက်မနေတတ်တော့ကဲအပြောလေးတွေရက်ပြီးအလုံးနဲ့တက်တည်ပြမယ်ဆက်ရိတ်လိုက်အောင်နောက်ကိုကြတော့ဒီလက်ကလေးနဲ့ကိုယ့်နဲ့ကိုထိန်းပြီးစမ်းလိုက်နောက်ကိုပြမယ်နော်နောက်ကိုလိုရတဲ့ဆုံး
ရိတ်တာအကုန်လုံးတော့မပြောင်းသေးဘူးနေလို့အရန်ခေါ်တော့မယ်ခန္ဓာကိုယ်တွေကအပူတွေထွက်သွားတယ်လို့ပဲရှင်းနေတာပဲအခုနည်းနည်းလေးအဲ့လိုအခက်အခဲရှိတာဘွေရှိတဲ့နေရာဒီထိတ်မှာလေဘွေရှိတဲ့နေရာကျတော့နည်းနည်းလေးလှက်ပတ်ပြီးထိုးရတယ်ကျန်တာတွေကတော့ဒီ4-5ခါလောက်ကိုယ့်အကိုဒီလိုမျိုးလုပ်ဘူးလဲဆိုတော့တိတ်တော့မထူးဆန်းတော့ပါဘူးအဆင်ပြေပါတယ်ဆိုနေရထိုင်တာတော်တော်လေးကိုဘယ်လိုပြောမလဲဘူးတွေထွက်သွားလို့ခံစားရတယ်ချွေးတွေပါရစုပ်လာဒီနားလေးနည်းနည်းကြံနေတယ်ဒါလည်းမိုက်ခရိုဖုန်းနဲ့တိုက်ရိုက်ပြောတယ်ဆိုတော့လေအတန်လည်းတီးတန့်မသွင်းတော့ကျွန်တော် live film မပြရအောင်တမဲပေါ့နော်နည်းနည်းလေးကြည့်ရတာကြာမှာဆိုလို့နည်းနည်းလေး speed လေးပဲနည်းနည်းမြန်လိုက်မယ်ဘာမှဖြတ်ဆက်မလို့ဘာလို့လဲဆိုတော့ကျွန်တော်စပြီးတော့ရိတ်တဲ့အချိန်အရာတွေပြီးတဲ့အထိကိုအဲ့လိုပုံစံဟိုဟာအမှန်အတိုင်းချပြခြင်းလို့လေပြောချင်တာဆက်နေကိုလှုပ်တယ်ဘယ်သူအကူညီမှမယူဘူးဆိုတာကိုပြချင်တာဗျာသောပေါက်လားမသိကြောင်ပြီးလို့ထင်လာပါစမ်းကြည့်တာတော့နောက်ကလေးမှနည်းနည်းရှိနေတယ်လေတကယ်ချင်းတို့ကျွန်တော်စပင်လေးပြီးပါပြီချက်လောက်ကြည့်ပါအောင်ဘယ်နေရာကြီးကြံသေးလဲလို့ကြံသေးလားဒီဘက်မှာဒီပေါ်မှာအောက်လှည့်ပြကြံသေးလားကဲအားလုံးပြီးတော့ပါပြီချောသွားအောင်လားကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့မယ်တဒါရှေ့အားလုံးကျေးဇူးတင်ပါ